မင်္ဂလာပါရှင်နေ့စဉ်ခွန်အားနှုတ်ပတ်တော်စီစဉ်ရနေနားဆင်နေကြတဲ့မိတ်ဆွေများအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဟာဖျားသခင်ရဲ့ကြီးမြတ်မှုကိုအထူးထိဖော်ပြနေတဲ့နာမတော်တစ်ခုအကြောင်းကိုဆင်ခြင်သွားကြမှာဖြစ်ပါတယ်အဲ့ဒီနာမတော်ကတော့အလန်ယွန်ပဲဖြစ်ပါတယ်အလန်ယွန်ဆိုတဲ့စကားလုံးကိုဟေဘရုဘာသာစကားအရဘာသာပြန်မယ်ဆိုရင် The God Most High အမြင့်ဆုံးသောဘုရားလို့အဓိပ္ပာယ်ရပါတယ်El ဆိုတာဖျားသခင်ဖြစ်ပြီး Elyon ဆိုတာတော့အမြင့်ဆုံး highest တော့မဟုတ်အထူးအထိပ် exalted one လို့အဓိပ္ပာယ်ရပါတယ်အဲ့ဒီနာမတော်ရဲ့မူလအစကိုကပ္ပဦးကျမ်းခန်းကြီး14အငယ်10ခွန်ကနေ20မှာတွေ့ရှိရမှာဖြစ်ပါတယ်အပြည့်ဟာစစ်ပွဲကနေအောင်နိုင်သူအဖြစ်ပြန်လာတဲ့အခါရှလင်မင်းကြီး King of Shalem ဖြစ်တဲ့မလခီဇရက်ကခရီးဦးကြိုပြုခဲ့ပါတယ်မလခီဇရက်ဟာအမြင့်ဆုံးသောဘုရားသခင်၏ရပျော်ဟဲ့ဖြစ်တယ်လို့ကျမ်းစာကဆိုပါတယ်ထူးခြားတာကမလခီဇရက်ဟာအဗျာဟံကိုကောင်းချီးပေးတဲ့အခါမှာအလန်ယွန်အမြင့်ဆုံးသောဘုရားသခင်ဆိုတဲ့နာမတော်၃ချိန်တိုင်ပေါ်တို့သုံးပြုခဲ့ပါတယ်သူကကောင်းကင်တဲ့မြေကြီးကိုအစိုးရတော်မူသောအမြင့်ဆုံးသောဘုရားသခင်အလန်ယွန်သည်အဗျာဟံကိုကောင်းချီးပေးတော်မူပါစေသောလို့မှုဆိုခဲ့တယ်လို့အပြည့်ဟန်ကိုရိုင်းကလည်းကောင်းကင်တဲ့မြေကြီးကိုအစိုးရတော်မူသောအမြင့်ဆုံးသောဘုရားသခင်အလင်ယွန်းလို့ဝန်ခံခဲ့တာကိုတွေ့ရပါတယ်မိတ်ဆွေဒီနာမတော်ကကျွန်တော်တို့ရဲ့ယုံကြည်ခြင်းအသက်တာအတွက်ဘာကိုဖော်ပြနေလဲဒါဟာဘုရားသခင်ရဲ့အချုပ်အခြာအာဏာ sovereignty ကိုဖော်ပြတာဖြစ်ပါတယ်လောကမှာအာဏာရှိတဲ့သူတွေဘုရားသူရောင်တွေကြောက်စရာကောင်းတဲ့အခြေအနေတွေရှိကောင်းရှိနိုင်ပါတယ်ဒါပေမဲ့အလန်ယွန်းဆိုတဲ့နာမတော်ကကျွန်တော်တို့ရဲ့ဘုရားသခင်ဟာအဲ့ဒီအရာအားလုံးရဲ့အထက်မှာရှိနေတယ်ဆိုတာကိုသတိပေးနေတာပါတရားလာအခန်းကြီး4အငယ်34မှာဘာဘီလုန်မင်းကြီးနေဗုခဒ်နေဇာကိုရိုင်းကအမြင့်ဆုံးသောဘုရားမိုးဆိုင်ကိုကောင်းကြီးပေး၍အစဉ်အမြဲသက်ရှင်တော်မူသောဘုရားကိုချီးမွမ်းထောက်ပနာပြုလေ၏လို့ဝန်ခံခဲ့ပါတယ်ဆိုလိုတာကဘုရင်တွေအာဏာရှင်တွေဘလောက်ပဲကြီးမြတ်ပါစေသူတို့အားလုံးရဲ့အထက်မှာအလန်ယွန်ဘုရားသခင်ရှိနေပါသေးတယ်ဒါကြောင့်မိတ်ဆွေဒီနေ့မိတ်ဆွေပါကိုစိုးရိမ်နေပါတလဲလူတွေဖိနှိပ်မှုကိုခံရသလားအချင်းကြီးစိုးတွေကလွမ်းမိုးနေသလားမစိုးရိမ်ပါနဲ့မိတ်ဆွေကူကွယ်တဲ့ဘုရားဟာအလန်ယွန်ဖြစ်ပါတယ်ကိုရောဟာပြဿနာတွေရဲ့အထက်သိရန်သူရဲ့အထက်ဤလောကအခြေအနေအရေးရဲ့အထက်မှာစူးစမ်းနေရှိပါတယ်အမြင့်ဆုံးသောဘုရားသခင်ကိုယုံကြည်ကိုးစားသူဟာဘယ်တော့မှရှုံးနေခြင်းမရှိပါဘူးဒီအချိန်မှာအမြင့်ဆုံးသောဘုရားသခင်အလန်ယွန်ကိုမျှော်ကြည့်ပြီးဆုတောင်းဆက်ကပ်ကြရအောင်ဆုတောင်းကြပါစို့အိုအလန်ယွန်အမြင့်ဆုံးသောဘုရားသခင်ကိုတော်ဒီကောင်းကင်တဲ့မြေကြီးကိုအစိုးရတော်မူသောအရှင်ဖြစ်တော်မူ၏ဘုရားတကားတို့ထက်တာလုံးမြင့်မြတ်ပြီးအရာခတ်သိမ်းကိုအုပ်စိုးသောကိုရောကိုအကျွန်ုပ်တို့ရှိခိုးကိုးကွယ်ပါ၏ယနေ့တွင်အကျွန်ုပ်တို့၏ဘဝအခြေအနေအရရက်ကိုအမြင့်ဆုံးသောကိုရောဤလက်ထဲသို့အနံပါ၏လောက၏ချင်းချောက်မှုများအခက်ခဲများကိုမကြောက်ရွံ့ဘဲအမြင့်ဆုံးသောဘုရား၌သာယုံကြည်ကိုးစားပါ၏သခင်ယေရှုနာမ၌ဆုတောင်းဆက်ကပ်ပါ၏ဖခင်ခင်အာမင်နာစင်သူမိတ်ဆွေများအားလုံးအမြင့်ဆုံးသောဘုရားသခင်အလန်ယွန်၏အုပ်စိုးမှုအောက်မှာလုံခြုံမှုအပြည့်ရှိကြပါစေနောက်စီစဉ်မှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်